ဒီရက်ွက်ထဲမှာအလူလာစားကြပါလို့ပြောပြီးတော့12နာရီထိတော့စားလိုက်ပါစားပါဗျာခင်ဗျအာမနာပါနဲ့လို့ကျွန်တော်တို့အားလုံးလာတဲ့ပုံကူများအားလုံးကြွေးကြတယ်ဘာစိတ်နဲ့ကြွေးတာလဲဆိုတော့ဒါနစိတ်နဲ့ကြွေးပါတယ်အဲ့ဒီအချိန်မှာလောဘရှိသလားဆိုတော့ဖိထားတယ်မရှိဘူးလားရှိတယ်ဖိထားတယ်မမြင်ရဘူးအဲ့ဒီလိုမျိုး12နိုင်လဲကြော်ရောညနေ3လမှလာတဲ့လူဆိုမျက်စောင်းလေးထိုးလာတယ်အချိန်နဲ့မနေစားဘူးကုန်းပြီးအယိုးလေးပဲကြံတယ်တဲ့မနေ့ပြန်ကြတော့ကြွေးကုန်မကြွေးတော့ဘူးဘာကြောင့်လဲဆိုလောဘအညောင်းလေးဟာ12နိုင်လဲကြော်ရောပြန်တက်လာတယ်သူကပြန်တက်လာအပိန်တွေပြန်ပေါက်တော့ဒါကြောင့်မလို့လောဘကိုခက်တာဖိတာဟာဒါနဖြစ်ပါတယ်ဒီလိုပဲဒီဖက်ကဒေါသကိုလည်းဖိထားတဲ့တရားကကြတော့သီလဖြစ်ပါတယ်အတွဲလိုက်ဖြစ်ပါတယ်ဒါနသီလပြီးတော့ဘာဝနာဒီလိုဆိုရင်သီလကိုထိန်းလိုက်ရင်ဒေါသကိုဘာဖြစ်လဲဆိုခဏလေးဖြည့်တယ်အဲ့ဒါလည်းပဲကျွန်တော်တို့ခွက်တော့ပါအမေကြီးဖေကြီးတွေကျွန်တော်မျက်စိရှိရမြင်နေလို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဘုန်းကြီးเจ้าကိုသွားပြီးသီလသွားတောင်းတယ်ဖုန်းဖေရှစ်ပြားသီလလောက်ပြီးတော့ပေးပါဆိုတော့တောင်းတယ်တောင်းတော့ဘုန်းကြီးကလည်းတောင်းတဲ့နေယူပေးလိုက်တာပဲရော့ရှစ်ပြားသီလဆိုတော့ဘုန်းကြီးရှိမှယူပြီးအိမ်နဲ့ပြန်ရောဘုန်းကြီးနောက်ပြန်ထားခဲ့တာအိမ်နဲ့ပြန်ပါမပါတော့ဘူးအိမ်မှာရှိတဲ့ကလေးတွေနဲ့တွေ့ရောဟာဒေါသတွေပေါက်ကွဲပြီးဆူကြဆဲလာတော့ပြန်ရောဘာဖြစ်လို့လဲဆိုသီလဒီလေခက်တာကလေးတာထိမ့်မြခြင်းဖြစ်ပါတယ်အငုတ်ကမပြုတ်ပါဘူးဒေါသကိုအငုတ်ပြုတ်တာသီလမပြုတ်နိုင်ပါဘူးခဏလေးဖိထားတယ်သူ့အချိန်နဲ့သူဖြစ်ပါတယ်ဒီလိုပဲဘာဝနာလည်းဒီတိုင်းပဲပွားများတယ်တိုးပွားအောင်လုပ်ကြတာဒီစိတ်ကိုထိမ့်ပြီးတော့မောဟကိုခဏဖိထားခြင်းများဖြစ်ပါတယ်ဒီလိုဆိုရင်ပြန်တွဲလိုက်ရင်လောဘဒေါသမောဟကိုခဏဖိတာဒါနသီလဘာဝနာဖြစ်ပါတယ်ဖိထားတာကဒါနသီလဘာဝနာဖြစ်ပြီးတော့အငုတ်ပါပြုတ်စေနိုင်တာကတော့ဝိပဿနာဘာဝနာဖြစ်ပါတယ်ဝိပဿနာဘာဝနာဆိုတာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာအတုပလက္ခဏာ၄ပါးတို့အားရှုမှတ်ပွားများလိုက်တဲ့ပုဂ္ဂိုလ်တို့သည်လောဘဒေါသမောဟအငုတ်ကိုပြုတ်စေနိုင်ပါတယ်လို့ပြောခြင်းဖြစ်ပါတယ်ဒီလိုဆိုရင်အပယ်၄ပါးပြီးတယ်ကတ်၃ပါးဖြစ်တယ်လို့ပဲအပယ်၄ပါးလို့ပဲကတ်ကြီး၃ပါးကနေပြီးကြောချင်းပါတယ်ဆိုတဲ့ဟာကိုဘုရားရှင်ထံမှာသွားပြီးတောင်းပန်နေုံနဲ့မကြောနိုင်ပါဘူးအဲ့ဒီလိုမျိုးတောင်းပန်တဲ့အနောက်မှာတပည့်တော်ဒီကြစ်ပါမယ်ဗျာဘယ်လိုကြစ်မလဲဆိုတော့ကတ်ကြီး၃ပါးကိုကြားရောက်စေနိုင်တဲ့လောဘဒေါသမောဟတို့ကိုနေ့စဉ်နေ့တိုင်းဒါနသီလဘာဝနာတို့ဖြင့်ဖိထားပြီးတော့ဝိပဿနာဘာဝနာကိုအားထုတ်ပြီးအနိစ္စဒုက္ခအနတ္တအတုပလက္ခဏာတွေကိုရှုမှတ်ခြင်းအဖြစ်ကတ်ကြီး၃ပါးကနေပြီးလုံးဝကျော်လွှားအောင်ကြစ်ပါမယ်ဗျာအသုံးချပါမယ်ဗျာလို့ဘုရားရှင်ထံမှာအဲ့လိုတောင်းပန်ကြောကြဖို့ကောင်းပါတယ်အထူးသဖြင့်လူကြီးမိဘတွေကလည်းပဲမြေးတွေသားသမီးတွေလာကြောလို့ရှိရင်ဆုပေးကြပါတယ်ငါမြေတို့ငါသားတို့ကတ်ကြီး၃ပါးကျော်လွှားနိုင်ပါစေစိတ်တလုံးပိုင်ရှင်လို့လှုပ်ပြီးပေးလိုက်ကြတယ်ငါကတော့မကြော်သေးပါတဲ့အနောက်ကပါတယ်ဘာလို့ငါလည်း TV ကြည့်လို့ကောင်းတုံးတဲ့ကဲဒါကြောင့်မလို့နောက်တစ်ခါလူကြီးများနေပြီးတော့သားသမီးတွေမြေးတွေကိုဆုပေးခြင်းရင်ကျွန်တော်တို့တိုက်တော့ပါတယ်ငါမြေတို့ငါသားတို့ရေကတ်ကြီး၃ပါးဆိုတာလေလောဘဒေါသကြောင့်မောဟကြောင့်ဖြစ်တဲ့ကွယ်အဲ့ဒါတွေကိုမင်းတို့နေ့စဉ်တော့ဒါနသီလဘာဝနာတွေကိုပွားကြနော်ပြီးတဲ့အခါမှာဝိပဿနာအလုပ်ကိုလုပ်မယ်ဆိုရင်တော့အငုတ်ပါပြုတ်တဲ့ကွယ်ကတ်ကြီး၃ပါးကကြော်လွှမ်းနိုင်အောင်ငါမြေတို့ငါသားတို့စူးစမ်းကြနော်ဖူဖူတို့ဖွားဖွားတို့လည်းစူးစမ်းတော့မယ်ဒီနေ့ကစပြီးအဲ့မျိုးဆိုရင်တော့အလုံးကြော်နိုင်လိမ့်မယ်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးဆုံးမတော်တို့သည်ကိုတိုင်လက်တွေလက်ကျရပါတယ်ဘယ်သူမှကြက်ပေးလို့မရပါဘူးပြီးတော့အကျိုးရှိအောင်အသုံးချခြင်းဒီမိမိအကျိုးအများအကျိုးလောကီလောကုတ်ပစ္စုပန်နဲ့တတန်တရားလုံးတဲ့အကျိုးဖြစ်ပါတယ်ဆိုတာဒုတိယအချင်းလေးနဲ့တင်ပြပါတယ်ဒီလိုပါပဲကျွန်တော်တို့အားလုံးယနေ့ပြောနေကြတဲ့ဒုစရိုက်သူစရိုက်ဆိုတာရှိပါတယ်ဒုစရိုက်သူစရိုက်ဆိုတာဒုဆိုတာမကောင်းသောဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပြီးတော့ဇယိုက်ဆိုတာအကျစ်ဖြစ်ပါတယ်သူဆိုတာကောင်းသောဇယိုက်ဆိုတာအကျစ်ဖြစ်ပါတယ်ဒုစရိုက်သူစရိုက်တို့ဒီကျွန်တော်တို့ဗုဒ္ဓသာသနာဝင်တို့တာမကမြည်တော့သောလူစားဖြစ်ပါစေသိတတ်ပါတယ်ဘယ်ဖျားရှိခုရှိကိုမရှိခိုးချင်တဲ့နေဒုစရိုက်သူစရိုက်ကတော့အားလုံးသိဖို့ကောင်းပါတယ်ဘာကြောင့်လဲအဲ့ဒီဒုစရိုက်သူစရိုက်ဒီလည်းပဲနေ့စဉ်ဒူကကျွန်တော်တို့တွေကျူးလွန်ကြပါတယ်မသိတဲ့ပုဂ္ဂိုလ်များပို့ပြီးကျူးတော်ကြပါတယ်အဲ့ဒါကိုလည်းအုပ်စုဖွဲ့လို့ရှိရင်ကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးနဲ့ကျွန်တော်ကျူးတော်ကြပါတယ်ကဲဒီလိုဆိုရင်ယောဂီတို့ပြန်ကြည့်ရအောင်ကျွန်တော်တို့ကျူးလွန်နေကြကံ၃ပါးတို့တွေကာယကံနဲ့ကျူးတော်တာကိုပါဠိလိုပြောလို့ရှိရင်တော့အရှည်လိုက်ပါတယ်ကျွန်တော်အနေနဲ့ပါဠိလိုခြံထားခဲ့ပါမယ်ဗမာလိုလူရင်းကိုတူနဲ့ပြောရင်ဖတ်တယ်ခိုးတယ်ဖောက်ပြန်တယ်ပြီးသွားပြီကာယနဲ့ကျူးလွန်ဒီ၃မျိုးပဲလုပ်ပါတယ်ဖတ်တယ်ခိုးတယ်ဖောက်ပြန်တယ်ပြီးတော့ဝစီနဲ့ကျူးလွန်တာလည်းဒီလိုပဲလေးလုံးရှိတယ်လိန်တယ်ဂုံတိုက်တယ်ကြမ်းထမ်းတယ်အချင်းနီးသိမ်ဖြင်းသောစကားကိုပြောတယ်ဒီလိုပဲမနောကံနဲ့ကျူးလွန်တာကလည်းအဘိဇာဗျာပါဒ
မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်အဲ့ဒီဟာပေါင်းလိုက်ရင်10ပါးရပါတယ်ဒုစရိုက်ဒီ10ပါးဖြစ်ပါတယ်အုပ်စုဖွဲ့ရင်3စုကာယကံဝစီကံမနောကံ3ဖြစ်ပါတယ်ကဲဒီလိုဆိုရင်ကျွန်တော်တို့အဲ့ဒါအတူလေးမှတ်ကြည့်လိုက်ရမှာဆိုရင်ကာယကံနဲ့ကျူးလော်တဲ့3မျိုးတည်ဖတ်တယ်လို့ကိုယ်တိုင်ကာယကံနဲ့သွားကျူးလော်ပြီးသတ်ပလားလို့မင်းရင်ကျွန်တော်တို့ယောဂီတို့ဒီမသတ်ဘူးလို့ချို့အလွယ်ပြောမဟုတ်ဘူးခင်ဗျာသတ်တယ်ဆိုတာလူကိုသတ်မှဂေါ်စီလာကြီးကိုသတ်မှမဟုတ်ဘူးရှင်ကလေးသတ်တာပရိစိတ်လေးသတ်တာလေသတ်တာပါပဲတတ္တဝါတွေအလုံးသတ်ရင်သတ်တာပါပဲဒါကြောင့်မလို့သတ်သလားဆိုတော့အများအဖြစ်ကသတ်မိကြပါတယ်မသိလို့သတ်မိပါတယ်ယနေ့ကစပြီးသတ်မိသလားဆိုမတော်တဆတစ်ခါကသတ်မိပါတယ်စေတနာမပါရင်ပိုကောင်းပါတယ်တခါတည်းနင်းမိတာတော့မတတ်နိုင်ပါစေတနာနဲ့သွားပြီးတော့သေစီခြင်းနဲ့စိတ်နဲ့သွားရရင်တော့ဒါသတ်တာပဲဒီလိုဆိုရင်ကျွန်တော်တို့သတ်မိသလားဆိုသတ်ခဲ့ရင်နေ့စဉ်နေ့တိုင်းမလုပ်ဖို့လိုလဲဆိုရှော့သွားဖို့လိုပါတယ်ကျွန်တော်ကတော့ပထမအဆင့်နေနဲ့ပယ်ပါလို့မတိုက်တော့ပါဘူးရှော့ကြပါဒီနေ့ချင်း10ကောင်ရိုက်ရင်မနေ့ပြန်ကြရင်9ကောင်လောက်ပဲရိုက်ပေါ့နောက်ပြီး10ကောင်9ကောင်ဆိုတော့တဖြည်းဖြည်းရော့သွားလိမ့်မယ်ခင်ဗျာဒီလိုဆိုရင်တတ်တာကိုလည်းတဖြည်းဖြည်းရော့သွားရင်နောက်ပိုင်းကြာလာတဲ့ခါမှာပယ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒီလိုပါပဲခိုးတယ်ခိုးသလားလို့မင်းခိုးပါဘူးလို့အချို့ကပြောတကယ်တော့ခိုးကြတယ်တော်တော်များများအချို့စီးပွားရေးသမားတွေကလည်းပိတ်တာချိန်ခိုးတာအလေးချိန်ခိုးတာလည်းရှိတယ်လို့ပဲတခြားခိုးနည်းပေါင်းမြောက်များစွာရှိပါတယ်အထူးသဖြင့်စီးပွားရေးသမားတွေသတိထားဖို့လိုပါတယ်စီးပွားရေးသမားတွေမပြောတော့ပါဘူးအထူးသဖြင့်ဆိုရင်ဥပမာနိုင်ငံသားတို့ဒီနိုင်ငံတော်ရဲ့ဘဏ္ဍာတော်အခေါ်ကိုပေးဖို့တာဝန်ရှိတယ်လို့ပြောတဲ့အခါမှာအများစုကနည်းနည်းပါးပါးလည်းလုပ်ကြတယ်ကထားလိုက်ပါတော့ဗျာခိုးသလားဆိုအများပြည့်ခိုးတတ်တယ်တိုးတော့ short ခိုးမှာပေါ့ကျွန်တော်တို့ဆောင်းအောင်မှာတသိန်းဆောင်းအောင်မှာဆောင်းချင်တာ900 1000လောက်ပဲဆောင်းနေဗျာဒီနေ့တော့ပြီးသွားရင်1000ဝန်းဒီ2000 3000လောက်တိုးဆောင်းတယ်မဆိုးဘူးပေါ့တဖြည်းဖြည်းတူသွားနောက်ဆိုမခိုးတော့ဘူးပေါ့ဗျာအဲ့လိုပါပဲဖောက်ပြန်တယ်ဆိုတာကျွန်တော်တို့ဗုဒ္ဓသာသနာဝင်တို့မြန်မာနိုင်ငံမှာတော့ရှားပါလာပါတယ်ဖောက်ပြန်ကြပါအောင်အများဆုံးကသို့တော်လည်းပဲအမျိုးသားတချို့တော်တော်များများအခုခေတ်မှာနောက်ပိုင်းနဲ့ခက်မီလာတယ်လို့ပြောပါတယ်ခါရာအိုကေလို့ပါတယ်နေခန်းလို့ဘာလို့ဆိုတာမသိပါဘူးတအားပေါ်လာတယ်အဲ့ဒါတွေကြတော့ဖြစ်နိုင်မယ်ဆိုရင်တော့အမျိုးသမီးတွေလည်းသိပါတယ်မျိုးသားတွေကလည်းလေကတဲ့ဆက်ဆင်းရဲလူပြိုလို့ပြောနေကြလို့တဲ့အခုခေတ်မှာအမျိုးသမီးတွေကလူလည်းကြပြီးတော့လေကတဲ့မထားတော့ဘူးဒါလေကားနေကြီးစင်ခိုင်းတော့တယ်အဲ့ဒါကြောင့်မလို့အခုလေကတဲ့ဆင်လူပြိုဆိုတာမရှိတော့ဘူးတဲ့ဒါကြောင့်မလို့အားလုံးကလူပြိုမလုပ်ကြနဲ့တော့ဆိုတော့ဒီတော့ဖြစ်နိုင်မယ်ဆိုရင်ရှော့ချဖို့ကောင်းပါတော့နော်တကယ်လို့နည်းနည်းမအတိတရားလေးရှိသွားခဲ့ရင်နေ့ပြန်ကြမသွားတော့ပိုကောင်းတာပေါ့ဒီနေ့တော့သွားရသွားပေါ့နှုတ်ဆက်လိုက်ပေါ့နေ့ပြန်မလာတော့ဘူးပေါ့ဗျာကဲဒီလိုဆိုရင်လည်းဖောက်ပြန်မှုတွေပဲမလုပ်တော့ဘူးဘာကြောင့်လဲကိုချင်းစာရလူရင်းရှာရင်ကိုချင်းစာရပါတယ်မိမိဘယ်လိုခံစားရတယ်သူ့ရောဘယ်လိုခံစားရမလဲကိုရဲ့ဇနီးမယားဘယ်လိုခံစားရမလဲကဲဒီလိုဆိုရင်သူလည်းဒီလိုခံစားရငါလည်းဒီလိုခံစားရမှာပဲလို့လူရင်းရှာတော့ကိုချင်းစာလိုက်ရင်ဒုစရိုက်တွေကိုတတ်နိုင်တဲ့လောက်နင်းပါပြီးနောက်ဆုံးကြရင်ပယ်ပါလိမ့်မယ်ဒါသည်ကာယဒုစရိုက်3မျိုးဖြစ်ပါတယ်သတ္တာရဲ့ခိုးတာရဲ့ဖောက်ပြန်တာရဲ့နံပါတ်2ကကြတော့ဝစီနဲ့ကျူးတော်တာက4မျိုးဖြစ်ပါတယ်တက်ကကြတော့လိန်တယ်တော်တော်များများလိန်ကြဘာဖြစ်လို့လိန်ကြလဲပြောရင်ငယ်ငယ်တော့ကကြားဖူးတဲ့စကားပုံတစ်ခုကြောင့်မုသားမပါလင်္ကာမချော့ဆိုတာအမေကျုပ်ကလိန်ချင်လို့လိန်တယ်မဟုတ်ပါဘူးအဲ့ဒီကာယံလေးပညာရှိကဆုံးမထားလို့ကျုပ်ကပြောရတာတဲ့တချို့ကပြောတယ်ဘယ်ပညာရှိကဆုံးမတယ်လဲလို့ကျွန်တော်သူတေသနာပြုလိုက်တဲ့အခါမှာပညာရှိကဆုံးမတာမဟုတ်ဘူးဟိုဟာဆုံးမဟိုဟာနေပြီးမြောက်ပေးထားတာဟိုဟာဆိုတာတော့စဉ်းစားဖို့ဗျာမပြောကောင်းတဲ့ဟာတွေကမြောက်ပေးထားတယ်ဒါကြောင့်မလို့ကလေးတွေမှာခဏခက်ကလေးတွေကစားမူကမပိုင်ရင်လင်္ကာမချောလို့ကျွန်တော်ကပြောလိုက်ရတဲ့ဆရာမရဲ့တဲ့ဒုက္ခကိုများလို့ဒါကြောင့်မလို့ကျွန်တော်တို့ကြောင်းနေမှာပြောပါတယ်ကလေးတို့ရေအဲ့ဒါပညာရှိကပြောတာမဟုတ်ဘူးဟေးဟိုဟာပြောတာဟေးလို့ကျွန်တော်တို့တွေနေအများတိုင်းကလေးတွေဆုံးမရခြင်းဖြစ်ပါတယ်မူသားဖုံးလိုက်တာနဲ့တခါတဲ့ရှစ်သမျှသောတကိုးတွေကပြုတ်ကျကုန်ပါတယ်အဲ့ဒါလည်းသမိုင်းကြောင်းမှာအများကြီးရှိပါတယ်ခဏခက်မှာလည်းဒီတိုင်းပဲမူသားသုံးတဲ့လူဆိုရင်အများကြီးလူတွေမယုံကြည်ရတော့ပါဘူးဒါကြောင့်မလို့ကြွားလို့ကြတဲ့ယောဂီတွေကျွန်တော်တိုက်တော့ပါလေမူသားမမြောက်အောင်သုံးလို့ရပါတယ်ဥပမာစီဝါရေးသမားတယောက်ဆိုင်ရောက်တဲ့လူကလေကျုပ်ကမူသားမသုံးရင်ဘယ်လိုဈေးရောက်မလဲတဲ့ရောင်းတတ်ပိုင်ရောင်းလို့ရပါတယ်မူသားမမြောက်ဘူးဆိုရင်ပြောလို့ရပါတယ်ဥပမာပစ္စည်းတစ်ခု30နဲ့ဝယ်တယ်ဗျာရောင်းချင်တာက100 90တောင်အမြတ်လူချင်းနေသူလူချင်းတာ90ရောင်းတော့ဘယ်လိုရောင်းလဲဆိုတော့90နဲ့ရောင်းမဲ့ဟာ100နဲ့ရောင်းမဲ့ဟာတခုမတော်တဆများ9ကျန်လောက်ရှော့ပေးလိုက်ရလို့ရှိရင်လေဘယ်လိုပြောလိုက်လဲကျုပ်ကမမြတ်ပါဘူးတော့အာနာလို့ရှော့ပေးလိုက်ရတာမမြတ်ဘူးလို့ပြောလိုက်တယ်ဘာဖြစ်သွားပြီလဲမူသားမမြတ်ဘူးပြောရင်မူသားဒီလိုမဟုတ်ပဲနဲ့ကျုပ်ကအမြတ်နည်းသွားတယ်ဗျာရှော့ပေးပြီးလမ်းရခမြောက်အာနာလို့ရှော့လိုက်ရတာကျုပ်အမြတ်နည်းသွားတယ်ဗျာနည်းနည်းပဲမြတ်တော့တယ်မူသားမမြောက်ဘူးဘာဖြစ်လို့လဲနည်းနည်းပဲမြတ်တယ်ဟုတ်တယ်ကျုပ်လူချင်းက100လေရှော့လိုက်တာ95ကျပ်5ကျပ်ကြီးတော့ရော့သွားတာအဲ့ဒါကြောင့်ကျုပ်လူချင်းကအမြတ်မပြည့်ဘူးဗျာနည်းသွားတယ်ဗျာလို့ပြောလို့ရပါတယ်မူသားမမြောက်ပါဘူးအဲ့ဒီလိုမျိုးနမူနာယူပြီးမူသားမမြောက်အောင်
ပြောတတ်ကြပါစေတတ်နိုင်တော့တနေ့ကိုနည်းနည်းရှော့သွားရင်နောက်ဆိုရင်မူသားပြောကြမှာအင်မတန်ရှစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မူသားကိုတတ်နိုင်တော့ရှော့ပေးကြပါဒုတိယကကြတော့ဂုံတိုက်တယ်တယောက်နဲ့တယောက်နဲ့ချစ်